ဒါဆိုရင်ကျွန်တော်တို့ဒါ frontal lighting တစ်လုံးနဲ့ထွန်းထားတဲ့ဟာလေးကိုကျွန်တော်မြင်ရမှာဖြစ်ပါတယ်အခု frontal lighting ၄လုံးစုံလို့ရှိရင်တော့ကျွန်တော်တို့ဒီကောက်ကွင်းတစ်ခုလုံးအတွက်ကိုကုန်လုံးအောင်တောင်ပြည့်နော် lighting က cover ဖြစ်သွားပါတယ်နော်ကျွန်တော်တို့ဒီကောက်ကွင်းတစ်ခုလုံးအတွက်ဒါ frontal lighting ရဲ့အားသာချက်ပါသူရဲ့ဒီ focus ကလည်း sharp မဖြစ်ပါဘူး soft ဖြစ်ပါတယ်เนาะဒါကြောင့် shadow ကကျွန်တော်ပို့ပြီးတော့ soft ဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော် frontal lighting ကိုအသုံးပြုတာဖြစ်ပါတယ်အခုနောက်တစ်ခုကျွန်တော် PC lighting ပါเนาะဒါ PC plano convex ပေါ့เนาะအဲ့ဒီ plano convex ဟိုမှန်ဘလူးကျွန်တော်တို့ခုံးပြောတာပေါ့เนาะကျွန်တော်မှန်ဘလူးခုံးသူကအပြောင်ချောသူဒီမှာကြည့်လိုက်ရင်ကျွန်တော်တို့ဒီ soft သိမဖြစ်ဘူးနည်းနည်း hard shot နည်းနည်းဖြစ်ချင်းတယ်ဒါ PC ပေါ့သူလည်းဒီလိုက်မဲ့ atmosphere တွေအတွက်ကျွန်တော် lighting ကို backlight နေနဲ့ကျွန်တော်အသုံးပြုတာများပါတယ်เนาะဒါ wash lighting အမျိုးအစားထဲမှာပဲပါပါတယ်เนาะဒါဆိုတော့ကျွန်တော်တို့ဒါ PC ကို၄ခုတွန်းထားပါတယ်သူရဲ့အဝန်းဝိုင်းကတော့ကျွန်တော် flat net နဲ့နည်းနည်းလေးကျွန်တော်ဒါတော့သေးပါပေါ့เนาะဒါကတော့ flat net အမျိုးမျိုးရှိတယ်ပေါ့650 watt ရှိတယ်เนาะ1200အစားသဖြင့်ပေါ့เนาะ 2K 2000 watt အဲ့လိုစားသဖြင့်မျိုးမျိုးရှိတယ်เนาะအဲ့ဒါအခုဆိုရင်ဒါPC မှာဆိုရင်ဒါတစ်လုံးနဲ့ဆိုရင်ဒါကျွန်တော် 8.2 meter ပေါ့နော်အကျယ်ဝန်းကိုရမှာဖြစ်ပါတယ်28ပေခန့်ပေါ့ဒါ PC ပါဒါ၄လုံးသူလက်ဒီလိုပါပဲကျွန်တော်ခုနက front နဲ့တူတူပါပဲသူ့ lighting လုပ်ချင်သူက bandor ကိုပဲကျွန်တော်တို့ကအားထားရမှာဖြစ်ပါတယ်ဒီဘက်ကတ်တာတွေဒီဘက်ကိုကျွန်တော် lighting ကတ်တာတွေဒါဆိုရင်ကျွန်တော်တို့ဒါ PC ဒါ frontal နော်ဒါ PC နဲ့ front နဲ့ဒါမျိုးလေးရှင်းကြည့်သိသားပါတယ်အဲ့နှစ်ခုဒါဆိုရင်ကျွန်တော်တို့ဒီဘက်က softဖြစ်ပါတယ်เนาะဒီဘက်ကကျတော့နည်းနည်း sharp ပိုဖြစ်ပါတယ်เนาะဒါ PC နဲ့ run နဲ့ဒါ frontal လေးလုံးဒါ PC เนาะအဲဆိုရင်ကျွန်တော်တို့ဒါ frontal နဲ့ PC နဲ့ပတ်သက်တဲ့သင်ခန်းစာလေးကိုနားလည်သဘောပေါက်မှာဖြစ်ပါတယ်ခင်ဗျာ